အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ NSC Camera ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်မျှဝေသွားမှာတော့ဒီကျွန်တော် Microsoft Word နဲ့စာအုပ်အဖုံးတွေကျွန်တော်ဒီအဖုံးမျိုးပေါ့နော်ကျွန်တော် cover ပုံစံဆွဲတဲ့ဟာလေးကိုကျွန်တော်တို့ဒီမှာမျှဝေသွားမှာဖြစ်ပါတယ်เนาะကျွန်တော်ဒီမှာတော့ဆွဲလို့အလွယ်နည်းလေးတွေပဲကျွန်တော်ပြောပြပြီးသွားမှာဖြစ်ပါတယ်เนาะအရင်တော့မခက်ခဲပါဘူးကျွန်တော်ဒီနည်းကအရင်တော့လည်းကျွန်တော်တင်ခဲ့ဘူးတင်ခဲ့ပြီးသားပေါ့နော်အဲ့ဒါကိုကျွန်တော်ကနောက်ထပ်မေးတာလေးတွေထပ်ဖြစ်လာလို့ကျွန်တော်နောက်ထပ်အသစ်လေးကျွန်တော်ထပ်ပြီးတော့ဒီမှာပြသွားတာပဲဖြစ်ပါတယ်ဒါဆိုကျွန်တော် Microsoft Word မှာပေါ့နော်ကျွန်တော်စာလေးတွေအရင်ဆုံးစမ်းပြီးတော့နမူနာထည့်လိုက်မယ် run စာသားပေါ့နော် run စာသားကိုကျွန်တော်ဒီနေရာမှာ20လောက်ပဲထည့်လိုက်ပါမယ်ပြလွယ်အောင်လို့ပါကျွန်တော်အခုလက်ရှိမှာဆိုဒီမှာစာမျက်နှာ3မျက်နှာရှိပါတယ်အဲ့ဒီ3မျက်နှာမှာကျွန်တော်ကစာတွေရေးပြီးသွားပြီဆိုပါစို့အဲ့ဒါအောင်မှကျွန်တော်ကစာအုပ်အဖုံးပုံစံနမူနာလေးထည့်ခြင်းနေဆိုရင်ကျွန်တော်အရင် design တွေကိုအရင်ထွေထွေမစင်စားဘူးCamera ကဒီ Microsoft Word ကပါလာတာကိုပဲသုံးမယ်ဆိုရင်တော့ဒီ insert tag ကိုသွားပြီးမယ် insert tag ထဲမှာကျွန်တော်ဒီမှာ page group လေးရှိပါတယ်เนาะ page group ထဲကနေထိဆုံး cover page ဆိုတဲ့ဟာလေးရှိပါတယ်သူတစ်ချက်ထပ်နှိပ်လိုက်ပါအဲ့ဆိုဒီထဲမှာသူက ready made သုံးလို့ရတဲ့ cover page design လေးတွေရှိပါတယ်เนาะဒါကတော့ကျွန်တော်တို့ကဘယ် idea အောင်မှမစင်စားတော့ဘဲနဲ့သူ့ထက်ကပါလာတဲ့ဟာကိုပဲယူလိုက်တာအဲ့ဒီအပြင်ကျွန်တော်ဒီမှာ more cover page for office.com ကနေလည်းကျွန်တော်တို့တွားပြီးတော့ရှာယူလို့ရတယ် Google ကနေလည်းရှာယူလို့ရပါတယ်เนาะဟုတ်ပြီဒါကတော့ရိုးရိုးချင်းချင်း design လေးတွေပါเนาะဥပမာကျွန်တော်တို့ဆိုပါစို့ကျွန်တော်ဒီ design လေးကြိုက်တယ်ဆိုပါသူ့တစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်ခဏရေးထားတဲ့စာရွက်က3မျက်နှာပေါ့နော်အဲ့ဒီ3မျက်နှာအပြင်ကျွန်တော်ဒီမှာ cover page design ဆိုပြီးတော့အပေါ်မှာတစ်မျက်နှာထပ်တူးလာပါလိမ့်မယ်ဒါဆိုကျွန်တော်ကအဲ့ဒီ cover page design ကိုကိုယ်စိတ်တန်းကြကိုပြင်ရှင်တယ်လို့ပြင်လိုက်လို့ရပါတယ်ဟုတ်ပြီဥပမာကျွန်တော်ဒီစာတွေကသူကနမူနာထည့်ထားတဲ့စာတွေเนาะအဲ့ဆိုသူ့မကြိုက်ဘူးဆိုရင်ကိုကျဲတဲ့စာလေးတွေပြန်ပြင်ရေးလိုက်ပေါ့နော်ဒီလိုလေးပြန်ပြင်ရေးတာတွေဒီစာတွေဆိုလဲကိုယ်စိတ်တန်းကြပြန်ပြင်ရေးပေါ့နော်ဒီကောင်တွေဆိုလဲပြန်ပြင်လိုက်မယ်ဥပမာ MICROS ဆိုတာဒီ Microsoft ပေါ့နော်ဒီလိုပြန်ပြင်ရေးလိုက်တယ် design တွေမကြိုက်ဘူးဆိုရင်တော့ကျွန်တော်တို့ကဒီကောင်ကို select လေးမှတ်ဒါမှမဟုတ်လဲ frame နှိပ်ထားလို့လည်းရတယ်နော်ဒီ shape format ထဲဝင်မယ် quick ဒီ quick style ထဲကနေမှာကိုကြိုက်တဲ့ design ပြန်ရှင်းလိုက်လေရပါတယ်နော်ဟုတ်ပြီဓာတ်ပုံမကြိုက်ဘူးဆိုကျွန်တော်ဓာတ်ပုံပေါ်မှာ right click နေပြီးပါပြီးတော့ shape picture နဲ့တော့ကျွန်တော် online ကယူလဲရတယ်ဒီ file ကနေယူလဲရပါတယ်နော် from a file နဲ့ဝင်လိုက်မယ်ပြီးတော့ကျွန်တော်ဓာတ်ပုံကဥပမာကျွန်တော်ဘယ်ထဲမှာထည့်ထားတာလဲဆိုရင် desktop ထဲမှာထည့်ထားတယ်နော် desktop ထဲကနေကျွန်တော်ကဘယ်ပုံလေးသုံးကြည့်လိုက်မလဲဆိုတော့ဒါတော့ဒီပုံလေးပဲထည့်လိုက်ပါမယ်နော်ဒီလိုလေးအကြီးသေးကတော့တောင်းကနေဆွဲလိုက်လို့ရပါတယ်ဒီလိုပုံစံမျိုးလေးပါနော်ဒါကတော့လွယ်ကူရိုးရှင်းတဲ့သူနာကပါလာတဲ့ကျွန်တော်ဒီ cover page ကိုအသုံးပြုတာပဲဖြစ်ပါတယ်နော်ဟုတ်ပြီအဲ့တော့ဒီဟာတွေမှမကြိုက်ဘူးဆိုရင်ကျွန်တော်ဘယ်နာသွားရှာမလဲဆိုရင်Google မှာသွားရှာလို့ရပါတယ်နော်အပေါ်ဘားထဲမှာ www.google.com လို့ရေးချလိုက်မယ် enter လို့နှိပ်လိုက်ပါမယ်ကျွန်တော်ရှာမှာကဓာတ်ပုံတွေဖြစ်ပါတယ်နော်ပုံတွေဝယ်တည်တန်းရှာမှာဖြစ်တဲ့အတွက်ဒီနေရာမှာ image ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ထားပြီးပါပြီးတော့ဒီနေရာမှာကျွန်တော် book cover လို့ရှာလိုက်မယ် book cover design ပေါ့နော်ဒီလိုလေးရှာလိုက်ဒါဆိုကျွန်တော်ဒီမှာစာအုပ် design နဲ့မူနာလေးတွေကြာလာပါပြီဖြစ်ပါတယ်တပုံစံနဲ့သွားယူသုံးလို့တော့မရဘူးပေါ့နော်ကျွန်တော်တို့က idea ပဲယူမယ်ပြီးမှကိုယ်တိုင်လေးပြန်ပြင်ပြီးတော့ပြန်ဆွဲရမှာဖြစ်ပါတယ်နော်ဟုတ်ပြီဒီထဲနဲ့ကျွန်တော်နမူနာတစ်ခုလေးဆွဲပြပေးမယ်ဥပမာလွယ်ကူတဲ့ဟာလေးပေါ့နော်ဆွဲလို့ပြလို့မြန်မဲဟာလေးကျွန်တော်အရင်ဆုံးဆွဲကြည့်ကြအောင်ဘယ်ကောင်လေးဆွဲကြည့်လိုက်မလဲဆိုရင်ကျွန်တော်ဒီကောင်လေးတော့လွယ်မဲပုံစံလေးပါနော်ဒီဒါလေးဆိုကျွန်တော်အရင်တော့မခက်ပါဘူးဒီပုံစံလေးပေါ့နော်အဲ့တော့အဲ့ဒီပုံစံလေးကိုကြိုက်တယ်ဆိုကျွန်တော်အဲ့ဒီပုံလေးကို download ဆွဲလိုက်မယ် right click နှိပ်ပါပြီးတော့ save image as ကိုသွားပြီးပါနော် save image as ထဲကနေမှာကျွန်တော်ကိုသိမ်းမဲ့နေရာဒီမှာလမ်းညွှန်ပေးပါနော်ဒီမှာ CS tag ကိုတစ်ချက်ကြည့်အောင် AVIF ဆိုကျွန်တော်ပြန်သုံးလို့အဆင်မပြေမှာဆိုလို့နော်မမြင်ရမှာဆိုလို့ကျွန်တော် JPG နဲ့ပြောင်းချမယ်နော် design မှာဒီမှာ JPG ပေါ့နော် JPG လို့ပြောင်းချလိုက်မယ်ဒါမှကျွန်တော်တို့ download ဆိုပြီးပြန်ကြည့်လို့အဆင်ပြေမှာပါဒါခဏနဲ့ high ပဲနဲ့တူပါတယ်ပြန်ကြည့်ကြည့်အောင်နော် CMS ထဲသွားမရအောင်နော်အဲ့ဒီကောင်မရအောင်မရတော့ကျွန်တော်တခြားပုံစံ design လေးထပ်ဆွဲကြည့်လိုက်မယ်ပုံမှန်ဒီပုံစံလေးရော right click နှိပ်မယ် save image as ကိုသုံးမိမယ်ဒါလည်းမရအောင်နော်ဟုတ်ပြီမရဘူးဆိုတော့ကျွန်တော် design တွေကထက်လို့လားဒီပုံစံလေးရော save image as တဲ့သွားဒါဆိုရပြီเนาะ JPG နဲ့သူ့တစ်ချက်လေးနှိပ်လိုက်မယ်ဟုတ်ပြီပြီးတော့သူကအပေါ်မှာ download ဆွဲလာမယ်ကျွန်တော်ဘယ်နာတော့ download ဆွဲလိုက်မှမသိဘူး save image as တဲ့သွားကြည့်လိုက်Photoshop ထဲရောက်သွားမှာเนาะဟုတ်ပြီအဲ့ဆိုတော့ကျွန်တော် Photoshop file လေးတွေခဏသွားရှာကြည့်လိုက်မယ်
ဒီမှာရောက်လာနော်အဲ့ဆိုကျွန်တော်ဒီပုံလေးကိုကြည့်ပြီးတော့ကျွန်တော်တို့က design နမူနာဆွဲမှာပေါ့နော်ဟုတ်ပြီဒါဆိုကျွန်တော်ဒီစာအုပ်လေး value ခဏထားလိုက်မယ်အဲ့ဒါမှဆိုရင်ကျွန်တော်တို့က Microsoft Word file လေးဖွင့်လိုက်ပါ Microsoft Word file ပြန်ဖွင့်မယ်ကျွန်တော် cover page design ဆွဲမှာဖြစ်တဲ့အတွက်ကျွန်တော်စာရွက်အသစ်လေးတောင်းလိုက်ပါမယ်နော်စာရွက်အသစ်တာအဲ့ဒါမှကိုက A4 မှာထားမလား A5 လားပေါ့နော်ကိုကြိုက်တဲ့ site ပြန်ပြောင်းပေးရမယ်လေးယောက်တည်းသွားပြီးကျွန်တော်ကတော့ A4 နဲ့ပဲနမူနာဆွဲလိုက်ပါမယ် A4 စာရွက်လေးပါနော်ဟုတ်ပြီအဲ့တော့သူက margin တွေကတော့အရေးမကြီးပါဘူးကိုယ်စိတ်တင်ကြဆွဲမှာဆိုတော့လေနော်အဲ့တော့ဒီထက်ကပုံစံလေးကျွန်တော် tree can ပုံလေးနော် insert ထဲကနေကျွန်တော် shift နဲ့ဆွဲလိုက်ပါမယ် tree can ပုံစံလေးကျွန်တော်အရင်ဆုံးယူလိုက်မယ်ဘေးအဆောင် tree can ပုံစံလေးပါကျွန်တော်ဒီကောင်နဲ့ဆိုရင်လည်းရတယ်နော်ဒီကောင်လေးနဲ့လည်းကျွန်တော်ပြန်လှည့်လိုက်လို့လည်းရတယ်အဲ့ဆိုဒီ tree can လေးနဲ့ကျွန်တော်အရင်ဆုံးဖြည့်ဆွဲလိုက်မယ်ပြီးကျွန်တော်ဒီ point ကိုပြန်ပြင်มาဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီဘက်เนาะ insert shape ထဲကနေကျွန်တော်ဒီ point တွေကိုသွားပြီးတော့မှ edit point ဆိုတာလေးနှိပ်ပေးလိုက်မယ်เนาะဒါဆိုကျွန်တော် point တွေကိုစိတ်တင်ကြပြန်ပြင်လို့ရပါပြီပြီး downer လေးကတ်လိုက်ပါမယ်နည်းနည်းလေးသေးနေတယ်ဆိုကျွန်တော်အပေါ်ထိဆွဲကြည့်လိုက်မယ်ဒီလောက်လေးပါဒီကောင်လေးလေးဘေးလေးကိုနည်းနည်းလေးကျွန်တော်ဆွဲရှင်းလိုက်ပါမယ်နော်အရင်မတူလေးရတယ်နော်ကျွန်တော်နမူနာဒီဇိုင်းကြည့်တာမလို့ color အရောင်တော့ shape fade တွေကနေမှကိုကြိုက်တဲ့ color theme လေးတွေမှာတွားပြီးတော့ပြောင်းလဲလို့ရတယ်အဲ့တော့အပေါ်ဖက်လည်းသူ့တိုင်းပဲဆိုသူ့ပဲ copy ယူလိုက်ပါမယ် control C control V ပေါ့နော်ဒါလေးပြီးကျွန်တော်သူ့ကိုလှည့်လိုက်မယ်နော်အပေါ်အောက်လှည့်မှာဖြစ်တဲ့အတွက် rotate ထဲကိုသွားမယ်ကျွန်တော်ဒီပုံစံလေးယူလိုက်မယ်နော်ပြီးတော့မှ flip ပြန်လေးကြည့်ကြည့်အောင်ဒါဆိုရင်ဒီမှာရသွားပြီနော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်လိုချင်တဲ့နမူနာဒီဇိုင်းလေးရပြီပြီးတော့ကျွန်တော်ဘာလုပ်မလဲဆိုဒီလင်မှာအဝိုင်းလေးဆွဲမှာဖြစ်တဲ့အတွက် insert ထဲကနေ shift ထဲကိုသွားပါပြီးတော့ကျွန်တော် elliptical အဝိုင်းလေးယူပြီးတော့ကျွန်တော် keyboard ကနေ shift key ဖိဆွဲလိုက်မယ်နော် shift key ကိုဘာကြောင့်ဖိလိုက်တာလဲဆိုကျွန်တော်ကအဝိုင်းကိုညီရှင်လို့ပါနော်ဟုတ်ပြီရပြီသူ့ရဲ့ပုံစံကကျွန်တော်ဘယ်လိုလဲဆိုရင်အထဲက gradient fill လေးထည့်ထားတာဆိုတော့ shape fill ထဲကနေကျွန်တော် gradient fill ထဲကိုသွားပြီးတော့မှအခုလိုအရောင် fill လေးထည့်ထားတာပါနော်အဲ့မှာကျွန်တော်အရောင် color လေးပြောင်းလိုက်မယ်ဒီ color တင်းလေးသွားမယ်ပြီးတော့ gradient fill ထဲသွားကိုအဆင်ပြေမဲ့ gradient fill လေးတစ်ချက်ယူလိုက်မယ်ဒီလိုလေးပေါ့နော်ပြီးရင်သူ့ရဲ့ base stroke line လေးကို outline ပါနော်အဲဆိုကျွန်တော် shape outline နဲ့ဝင်မယ်ကျွန်တော် wedge ကိုအနည်းငယ်လေးကြီးလိုက်ပါမယ်နော်အဲ့ဒီ wedge line ကိုကျွန်တော်ဒီထူလိုက်တဲ့ line ကိုပေါ့နော် line ရဲ့အရောင်ကိုလည်းကျွန်တော်တို့ကသူ့ပုံစံတိုင်းကျွန်တော်ဒီအဖြူအမဲဆက်ထားတဲ့ပုံစံလေးပဲကျွန်တော်ရှာလိုက်ပါမယ်နော်ဒီလိုပုံစံလေးပါပြီးတော့အဲ့ဒီအဝိုင်းကိုပဲကျွန်တော် copy ပွားလိုက်မယ် control C control V ပါနည်းနည်းလေးတည်လိုက်ပါမယ်နော်ဟုတ်ပြီဒီမှာအောက်ကအဝိုင်းရကျွန်တော်ဒီအောက်မှာနေရာလေးလွတ်နေတယ်ထပ်ဖြည့်လိုက်မယ်နော်ဒီလိုလေးကျွန်တော်ဒီလိုလေးထားလိုက်မယ်အတွင်းကကျွန်တော် outline ကိုမလိုတော့ဘူးဆိုတော့ဒီနေရာမှာ no outline ထားလိုက်မယ်အရောင်ကိုကြတော့ကျွန်တော်တို့ကတခြား color တင်းအရောင်လေးပြောင်းလိုက်မယ်နော်ဒီလိုပုံစံလေးအဲ့တော့ကျွန်တော်ခဏနေကဒီဘက်ကဆွဲထားတဲ့ပုံစံတွေတော့ဒီမှာခက်စင်စင်လေးတော့ဖြစ်သွားပါပြီနော်အဲ့တော့ကျွန်တော်အဲ့ဒါအောင်မှာပါလုပ်လိုက်မလဲဆိုရင်စာလေးရေးကြည့်ကြည့်အောင်ပါအဲ့ဆိုတော့ဒီတိုင်းကစားချပြီးမရေးလို့မရပါဘူးနော်ဒီဇိုင်းဆိုရင် insert ထဲကနေမှကျွန်တော် text box ကိုယူပေးပါပြီးတော့ရင်ကျွန်တော်အောက်က draw text box ကိုယူပေးပါနော်ပြီးတော့ကျွန်တော်ဖိဆွဲလိုက်ဒါကတော့ draw text box နဲ့ဆွဲတာအဲ့ဒါနေမှာမဆွဲတက်ဘူးဆိုရင်ကျွန်တော်အလွယ်ဆုံးနည်းလေးရှိတယ် insert ထဲကနေမှကျွန်တော်ဒီ text group ရဲ့အပေါ်မှာ text box ပေးမှာပဲเนาะ what ဆိုတာလေးရှိပါတယ်သူထဲကနေကိုကြိုက်တဲ့ what design ကိုယူပြီးတော့ရင်စာလေးရေးလိုက်မယ်HEAD at line ပါနော်အဲ့မှာကျွန်တော်ပုံစံနှစ်ခုမတူလို့နမူခဏလေးခွဲရေးလိုက်မယ်နော်ဒီကောင်းကိုကျွန်တော်ကြီးလိုက်မယ် home ထဲကနေ increase font size နဲ့ကြီးလိုက်မယ်သူ့ရဲ့ font design ကိုမကြိုက်ဒီထဲမှာ font design တော့ပြောင်းလို့ရပါတယ်အခုသုံးရှင်တဲ့ font design ဒီထဲမှာရှာဒီတိုင်းလေးပဲထားလိုက်ပါမယ်နော်ဟုတ်ပြီcolor ပြောင်းချင်တယ်ဆိုကျွန်တော်တို့ကဒီသူ့ရဲ့အရောင်ပေါ့နော်အဲဆိုရင် text field ထဲသွားပြီးတော့မှကိုကြိုက်တဲ့ color အရောင်ပြောင်းလို့ရတယ်သူ့ပဲ copy ထပ်ပွားလိုက်မယ်နော် B frame လေးနဲ့ control C control V ဘေးလေးကိုထွက်လိုက်မယ်အဲဆိုသူ့ရဲ့စာကကျွန်တော် line ဒီ line ဆိုတဲ့ဟာလေးရေးထားတယ်အရောင်ကကျွန်တော်တို့ဘာအရောင်လေးလဲဆိုရင်အမဲအောင်လေးယူထားလိုက်တယ်နော်သူ့ရဲ့ဒီ font style ကသူက line this style လေးယူထားတာပါနော်ဒီလိုလေးထည့်လိုက်မယ်ဒီလိုပုံစံလေးပါနော်ပြီးတော့ကျွန်တော်ဒီကောက်မဲ့ copy ထပ်ပွားလိုက်မယ် control C control V ပါဒါမှမဟုတ်ဒီ line အရှုံကြီးနဲ့ကျွန်တော်မလိုက်ဘူးဆိုရင်ဒီနေရာမှာကျွန်တော်ရိုးရိုးဖြည့်ထောင်စု font လေးပဲယူလိုက်လေရတယ်နော်ဒီ font လေးလည်းရတယ်ဒီကောက်လည်းကျွန်တော်တို့CRE အကြီးတွေကြီးကြီးထားနော်ဒီမှာ CREADIV credit COV က cover ပြီး
MPNET template ပေါ့နော်ဒါလေးအရင်ကြီးနေတာပါနော်ကျွန်တော်ဒီကနေ increase font size နဲ့တွားပြီးသေးလိုက်ပါမယ်ပြီးဒီနာလေးထားလိုက်မယ်နည်းနည်းလေးပြန်ကြည့်လိုက်မယ်မဆန့်ဘေးဆွဲရှယ်လို့ရတယ်နော်အော်ဒါကြီးအရင်ကြီးနေပါတယ်28လောက်ပေါ့နော်28ဆိုကျွန်တော်ဒီမှာ30လောက်ထားလိုက်မယ် enter font design မကြိုက်ရင်ကျွန်တော်ဒီထက်နေသွားပြီးတော့မှ font design ပြောင်းလိုက်လို့ရပါတယ်နော်ထပ်ကြီးလိုက်ပါဦးမယ်ဒါလေးဆိုကျွန်တော် design နမူနာလေးထုတ်လုပ်ပြီးသွားပါရင်เนาะဒီအောက်ခတ်စာတော့ကျွန်တော်မရေးပြတော့ပါဘူးအရင်ရှည်သွားမှာဆိုလို့ပါเนาะအဲ့တော့ဒါကကျွန်တော်ဒီ Google ကနေသွားရှာပြီးတော့မှနမူနာဆွဲပြတာပါတခြားကိုကြိုက်တဲ့ပုံစံတွေလည်းကျွန်တော် Microsoft Word ရဲ့ shape ကနေကျွန်တော်ကိုလိုချင်တယ်လို့လေးပြန်ဆွဲလို့ရပါတယ်เนาะဟုတ်ပြီအဲ့ဆိုကျွန်တော်ဒီ cover page ဖုန်းလုပ်တဲ့ဟာလေးကျွန်တော်လိုက်လို့ရမယ်လို့ထင်ပါတယ်လိုက်လို့ကြည့်ပါအားလုံးအဆင်ပြေကြပါစေခင်ဗျာ